ကေရီပေးတဲ့များအားလုံးမင်္ဂလာပါဒီလရဲ့နီးပညာကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီတစ်ပတ်ခေါင်းစဉ်တစ်ခုရွေးထားရပေါ့နော်ကျွန်တော်နီးပညာနဲ့သက်ဆိုင်တဲ့ခေါင်းစဉ်လေးပေါ့မိတ်ဆွေက website တစ်ခုကိုမိမိဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာကပဲဖြစ်ဖြစ်ပထမဆုံးအချိန်ဝင်တဲ့အခါမှာ loading တက်တာကြာတတ်တယ်ပေါ့နော်ဒါကို internet မကောင်းလို့ပဲလို့ထင်သွားတတ်ပါတယ်ဒါပေမဲ့ဒုတိယအချိန်ပြန်ဝင်တဲ့အခါမှာပထမတစ်ခေါက်ကတော့မကြာတော့ပဲနဲ့ချက်ချင်းပွင့်လာတာကိုသတိထားမိမှာပါပေါ့နော်တကယ်တော့ဒါ internet line ရုပ်တရက်ကောင်းတော့တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ cache memory ရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်ပါတယ် website တစ်ခုရဲ့ loading တက်လာဖို့ဆိုရင်ကျွန်တော်တို့ဟို internet server နဲ့မိတ်ဆွေရဲ့ device ကြားထဲမှာ information သတင်းချက်လက်တွေအများကြီးပေးဖို့ဆက်သွယ်ရပါတယ် resources တွေပေါ့နော်အဲ့ဒီထဲမှာ website ရဲ့ logo ပုံတွေ background ဓာတ်ပုံတွေ font စလုံး style တွေပေါ့နော်ဒီဒါမျိုးတွေအများကြီးပါဝင်ပါတယ်ဒီချက်လက်တွေကိုကျွန်တော် website ကိုဝင်လိုက်တိုင်းserver စီကနေအသစ်ပြန်တောင်းနေရမယ်ဆိုရင်အချိန်အများကြီးကြာသလို data လည်းကုန်ပါတယ်ဘေးကုန်လည်းပေါ့နော်ဒါကြောင့်ကျွန်တော်တို့ browser ကအဲ့ဒီသတင်းအချက်လက်တွေကိုမိတ်ဆွေရဲ့ device ထဲမှာခေတ္တသိမ်းဆည်းပေးလိုက်ပါတယ်ဒီလိုသိမ်းဆည်းတာကိုကျွန်တော်တို့ cache လို့ခေါ်ပါတယ်မိတ်ဆွေရဲ့ device ထဲမှာ cache တွေရောက်ရှိသွားတဲ့အခါမှာနောက်တစ်ချိန် website ထဲဝင်ရင် browser က server စီကိုအဝေးကြီးသွားမတောင်းတော့ဘဲနဲ့မိတ်ဆွေရဲ့ set ထဲမှာရှိပြီးသား data တွေကိုပဲထုတ်သွင်းလိုက်ပါတယ်အပြန်လည်ပေးပို့ရတဲ့သတင်းချက်လက်ပမာဏနည်းသွားတဲ့အတွက်ကြောင့်မလို့ website က loading မြန်လာပြီးတော့မြန်ပွင့်တာပေါ့နော်အဲ့လိုဖြစ်သွားတာဖြစ်ပါတယ်ဒီ cache တွေကိုမိတ်ဆွေရဲ့ set ထဲမှာပဲသိမ်းဆည်းတာလားဆိုတော့မဟုတ်ပါဘူးတကယ်တော့ cache ဆိုတာအလွှာပေါင်းစုံမှာအလုပ်လုပ်တာဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့မိတ်ဆွေရဲ့ဖုန်းဒါမှမဟုတ် browser ထဲမှာသိမ်းတဲ့ cache ဆိုတာရှိမှာပေါ့နော်ဒါပဲလားဆိုတော့မဟုတ်ပါဘူးနံပါတ်2 Wi-Fi router ကျွန်တော်တို့အိမ်တွေမှာရုံးတွေမှာသုံးနေတဲ့ Wi-Fi တွေဆိုရင်ကျွန်တော် Wi-Fi router တွေမှာသူ့ရဲ့ cache memory ရှိပါတယ်သူတို့တွေလည်း cache memory ဖြစ်နေတင်ထားကျွန်တော်တို့ခဏခဏဝင်ကြည့်တဲ့ domain တွေရဲ့ IP address တွေဒါမျိုးတွေတင်တာမျိုးတွေသူတို့အလုပ်လုပ်တယ်ပေါ့နော်ဒါအပြင်ဒါပဲလားဆိုတော့မဟုတ်သေးဘူးတစ်ဆင့်ရှိသေးတယ်သူတို့ ISP ပေါ့နော်ကျွန်တော်တို့ internet service provider မိတ်ဆွေစီကို internet line ပေးထားတဲ့ internet service provider ISP ဥပမာကျွန်တော်တို့ Ooredoo U9 လားနော် Ooredoo ဒါမှမဟုတ် MPT Atom ဒီလိုတွေမှာလည်းဒီလို server ကြီးတွေမှာကျွန်တော် cache memory တွေရှိတယ်ပေါ့နော်သူတို့စီမှာ cache တွေကိုထားရှိပြီးတော့ကျွန်တော်တို့နိုင်ငံတကာက server တွေစီအဝေးကြီးသွားမယူရအောင်နီးစပ်ရမှာပဲသိမ့်ပြီးထားတာမျိုးဖြစ်ပါတယ်ပို့ပြီးတော့ speed တက်တာပေါ့နော်ဒါကြောင့် website တစ်ခုပွင့်လာဖို့ဆိုရင်မိတ်ဆွေရဲ့ဖုန်းထဲက cache တွေမကဘဲနဲ့သူလာရာဒီသတင်းချက်လက်စီးဆင်းရာလမ်းတစ်လျှောက်က cache တွေပေါင်းဆက်ပြီးတော့မှမိတ်ဆွေစီကိုအမြန်ဆုံးရောက်အောင်လှုပ်ဆောင်ပေးနေတာ cache ပဲဖြစ်ပါတယ်ဒါပေမဲ့ cache ကအမြဲတမ်းကောင်းနေတာလားကျွန်တော်တို့ကောင်းကျိုးပဲပေးနေတာလားဆိုတော့မဟုတ်ပါဘူးတခါတလေမှာစိတ်နှောက်ယှက်ဖြစ်စရာလေးတွေရှိပါတယ်ဗျအဲ့ဒါကတော့ကျွန်တော် website တစ်ခုမှာအပြောင်းလဲလုပ်လိုက်တဲ့အခါမှာ cache memory ကြောင့်ကျွန်တော်တို့ချက်ချင်းမပေါ်လာတာမျိုးတွေရှိပါတယ်ဘယ်လိုမျိုးလဲဆိုဥပမာဗျာကျွန်တော်တို့ website ရဲ့ logo ကျွန်တော်တို့ကဒီဘက်မှာ admin ကနေပြီးကျွန်တော်တို့ change လိုက်တယ်ပြောင်းလိုက်တယ်ပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့ရဲ့ browser ဒါမှမဟုတ် ISP ရဲ့ဒီ cache ကြောင့်နော် browser ရဲ့ cache ကြောင့်ဒါမှမဟုတ် ISP ရဲ့ cache ကြောင့်မိတ်ဆွေရဲ့ website ကိုဝင်ကြည့်တဲ့အခါမှာ logo အဟောင်းကြီးပဲမြင်နေရပါတယ်နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့က cache ကြောင့်ဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒါကိုနည်းပညာအရကျွန်တော် cache invalidation issue လို့ခေါ်ပါတယ်မိတ်ဆွေတို့စီက cache ကတက်တက်မကုန်မချင်းဒါမှမဟုတ် cache ကိုမဖြတ်မချင်းအစ်စ်ကိုမြင်ရမှာမဟုတ်ပါဘူးဒါကြောင့်နည်းပညာသမားတွေက cache လေး clear လုပ်ပေးကြပါအောင်ဆိုတဲ့စကားကကျွန်တော်ပြဿနာတော်တော်များများအတွက်အစွမ်းထက်တဲ့ဈေးတစ်ခွက်ဖြစ်နေသေးဖြစ်ပါတယ်နော်cache တွေကိုရှင်းထုတ်ခြင်းကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲနည်းလမ်းမျိုးရှိပါတယ်ကျွန်တော်တို့နံပါတ်1 browser cache ဆိုရှင်တော့အားလုံးသိကြတဲ့အတိုင်း browser setting နဲ့ဝင်မယ် click ပြီးလို့ရှိရင် clear browsing data ဒီထဲကနေပြီးမှ cache image file တွေကိုရွေးပြီးဖြတ်တာမျိုးလုပ်လို့ရပါတယ်နံပါတ်2 Wi-Fi router က Wi-Fi router က cache ကိုဘယ်လိုရှင်းမလဲပေါ့နော်အများသောအားဖြင့် Wi-Fi router တွေကသူ့ cache ကိုဘယ်လိုရှင်းလို့ရလဲဆိုတော့ကျွန်တော် power ပိတ်လိုက်မယ်ပြီးအချိန်ခဏစောင့်လိုက်မယ်ပြီးရင်ပြန်ဖွင့်လိုက်မယ်ဆိုလို့ရှိရင် cache ကို clear လုပ်လို့ဖြစ်ပါတယ်ပေါ့နော်ဒါမှမဟုတ်သူချိုး Wi-Fi တွေဆိုရင်တော့သူတို့ရဲ့ IP address တွေဝင်ပြီးတော့ပြင်တာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဒါပဲလားဆိုတော့မဟုတ်သေးဘူးဗျနောက်ထပ်အရေးကြီးတဲ့ cache တစ်မျိုးကြံသေးတယ်ပေါ့နော်အဲ့ဒါကတော့မိတ်ဆွေရဲ့ device နဲ့သက်ဆိုင်တဲ့ cache ပေါ့သူ့ကိုကျွန်တော်တို့က DNS cache လို့ခေါ်ပါတယ် DNS cache ကတော့ browser ထဲမှာတင်ကျွန်တော်တို့ကဒီမိတ်ဆွေ set ထဲမှာတင်တဲ့ level ပေါ့နော်အဲ့ဒါက browser cache တင်မဟုတ်ဘဲနဲ့ DNS cache ဆိုတဲ့ဟာမျိုးကရှိပါတယ်အဲ့ဒါကသူ့ရဲ့မိတ်ဆွေ operating system ထဲမှာသွားပြီးတင်တဲ့အရာမျိုးပါမြင်တော့ဥပမာပေးရရင်ကျွန်တော် DNS ဆိုတာ internet ရဲ့ဖုန်းစာအုပ်ပေါ့နော် contact စာအုပ်နဲ့တူပါတယ်ကျွန်တော်အရင်ကလည်း DNS အကြောင်းကိုကျွန်တော်ဒီ contact လေးတစ်ပုဒ်လုပ်ပြီးတော့တင်ခဲ့ပြီးတာရှိပါတယ်အသေးစိတ်ကမှသွားကြည့်လို့ရတယ်ပေါ့နော်
ကျွန်တော်တို့က facebook.com လို့ရိုက်လိုက်ရင်ကွန်ပျူတာကသူ့ရဲ့ IP address ကိုတွားပြီးရှာပြီးတော့ဒီကွန်ပျူတာကိုဝင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုး domain name တစ်ခုရိုက်လိုက်တိုင်းမှာဒီလိုမျိုး IP address ကိုတွားပြီးရှာနေရလို့ရှိရင်နည်းနည်းအချိန်ကြာတယ်ပေါ့နော်အဲ့လိုမျိုးမကြာအောင်လို့ကျွန်တော်တို့ကလွယ်ကူအောင်လို့ device တွေထဲမှာ DNS cache တွေထားရှိပါတယ် DNS cache တွေရှိခြင်းအပြင်မိတ်ဆွေကဒီ website ကိုဝင်မယ်ဆိုရင်ဒီ website ရဲ့ IP address ဒီဒါပါဆိုပြီးတော့သူကချက်ချင်းမှတ်ထားတာပေါ့နော်ကွန်ပျူတာတို့ဖုန်းတို့ကမှတ်ထားလိုက်တယ်မှတ်ထားပြီးတော့ကျွန်တော်တို့ကအဲ့ IP address နဲ့ကွန်ပျူတာယူထဲရောက်သွားတာပေါ့နော်သူကဘာပြဿနာရှိတယ်ဆိုတော့တစ်ခါတခါကျရင်ကျွန်တော်တို့ကဒီ domain name နဲ့ဒီ server နဲ့အရင်က point ထားတယ်ဒါပေမဲ့ကျွန်တော်ဒီ server မသုံးတော့ဘူးနောက်ထပ် server တစ်မျိုးနဲ့ပြောင်းပြီး point လိုက်တဲ့အခါမှာ IP address change သွားတယ်ပေါ့နော် IP address ကတကယ်အပြင်မှာတကယ်ကျွန်တော်တို့ဒီ internet online ပေါ်မှာတော့ change သွားတယ်ဒါပေမဲ့မိတ်ဆွေရဲ့ device က DNS cache ထဲမှာကျတော့ IP address ကအရင်အဟောင်းကြီးတိုင်းပဲဖြစ်နေတယ်ဒီလိုခါမျိုးဆိုရင်ကျွန်တော်တို့ကဒါမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့က error တက်တယ်ပေါ့နော် error တက်တာမျိုးဖြစ်နိုင်တယ် website ကဝင်လို့မရတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒီခါမှာတော့ကျွန်တော် DNS ကို flash လုပ်ပြီးတော့ cache တွေ clear လုပ်လို့ရပါတယ်အနှစ်ချုပ်ရရင်တော့ cache ဆိုတာကျွန်တော်တို့ရဲ့ internet အတွေ့အကြုံတွေကိုမြန်ဆန်အောင်ကူညီပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်သူက data တွေကိုကျွန်တော်တို့သုံးနေတဲ့ data တွေချွေတာ data ချွေတာဆိုတော့ကျွန်တော်တို့ပတ်စံတွေချွေတာပေးတာပါပတ်စံချွေတာပေးသလိုမြန်နှုန်းကိုလည်းတိုးတက်စေပါတယ်ဒါပေမဲ့အချက်လက်တွေလွဲနေပြီဆိုရင်တော့ cache ကိုတစ်ခါတလေရှင်းထုတ်ပေးဖို့လိုအပ်တယ်ဆိုတာကိုသတိပြုမိစေချင်ပါတယ်ဒီနေ့တင်ဆက်ပေးတဲ့ cache memory အကြောင်းကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်နောက်ဘက်တွေမှာလည်းကေတုကေရဲ့နည်းပညာကဏ္ဍကနေပြန်လည်ဆွေးနွေးကြပါမယ်ကျွန်တော်ကေတုကေကပညာရေး foundation တစ်ခုလုပ်ထားပါတယ်ဒီပညာရေး foundation ကိုလူရင်းသူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေပေးနံပါတ်တွေကိုကေတုကေလို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ